ဒီနေ့မှာတော့ mobile နည်းကျမှာမသိမျိုးဖြစ်လာတော့မယ်အားကရဲ့ revamp အကြောင်းပြောပြပေးတော့မှာဖြစ်ပါတယ်ခုလက်ရှိအားကကတော့ Element ကိုကိုယ်တိုင်နှိပ်မှာပွင့်မှာဖြစ်ပြီးကိုကမနှိပ်မိတိုက်တာပဲဖြစ်ဖြစ်နှိပ်ဖို့လမ်းနေတာပဲဖြစ်ဖြစ်ဆိုရင်တေသွားနိုင်ပါတယ်ဥပမာ Franco Element အသုံးခံရချိန်တို့ Saber Element အသုံးခံရချိန်တို့ဆိုကိုကမြန်မနှိပ်မိနိုင်ရင်အဆင်မပြေနေဘူးဗျဒါကြောင့်ကိုကပွဲထဲမှာနှိပ်ဖို့လမ်းနှင်းနေပြီးတေတော့ရင် GGFC ဆိုပြီးအတင်းသားတွေကဝိုင်းချီကျူးတာကိုခံရမှာနော်ဒါလို့ sorry ဒါကြောင့်မွန်းတို့ကချောင်းပရိုလေးတို့ကဂိုင်းလို့ရအောင်အားကို revamp လုပ်တော့မှာဗျrevamp အားကတော့ Element ကိုကိုယ်တိုင်နှိပ်ပြီးတဲ့အသုံးပြုလို့ရတယ်လို့တေကန်လေးဆိုရင်လည်းနှိပ်စရာမလိုပဲအော်တိုသုံးပြီးမှာဗျ nice ဒါကြောင့် revamp လာရင်အားကဖန်လီရဲ့အမြင်မှန်ကိုရောက်နိုင်ရင်များတယ်ဗျပြီးတော့အားကရဲ့ Element မှာပါလာတဲ့နောက်တဲ့အချက်တစ်ချက်ရှိသေးတယ်ဗျအဲ့ဒါ Element သုံးရတဲ့အခါဘေးနာ enemy တွေကိုပါဒါမှထိပြီးတာပဲဖြစ်တယ်ဒါပေမဲ့ Element သုံးရင်အရင်တော့ attack speed movement speed အပိုရတယ်တွေကိုတော့ဖျောက်လိုက်တယ်ဗျ emotional damn it ဒါကြောင့်အားကအရင်လိုကြမ်းမလားဆိုတာမသိကြပေမဲ့ချမ်မလူတွေတို့အနေနဲ့အားကိုလွယ်လွယ်ကိုင်းတတ်ဖို့ကတော့သိရနေပါပြီဗျာ yeah boy ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျာကျွန်တော်ကတော့ Hero Guide တွေအဲ့ကနေက mobile ရဲ့အကြောင်းတွေကိုနေ့စဉ်သိပေးနေရရှိချီပဲဖြစ်ပါတယ်